အားလုံးပဲမင်္ဂလာပါဒီနေ့တော့ဝမ်းချုံနေတဲ့ကိုကိုညာနာအတွက်ပဇွန်ချမောင်လေးချက်ပေးပြခဲ့ပါတယ်ဒီချက်တဲ့အခါမှာလွယ်ကူစေရန်ဟင်းနှစ်ထုတ်ကိုတော့ဟင်းနှစ်ကိုတော့ကြိုပြီးတော့စီတတ်ထားလေးရှိပါတယ်ကလေးတွေလည်းချက်ပြုတ်တာဖြစ်တဲ့အတွက်ကြောင့်မလို့အချို့မှုကိုတော့တတ်နိုင်သလောက်ရှောင်ဖြစ်ပါတယ်အနောက်မှာဟစ်ချက်နေရင်လည်းအတေးလွှာလေးပုံဆွဲနေတဲ့ကိုကိုညာနာကိုလည်းထွက်ကြည့်ရပါသေးတယ်ကြိုက်ပြီးလို့ရမ်းပီတီဖြစ်ရပါတယ်